အပေါ်ဆုံး layer 3ခုက application ရဲ့ presentation ရဲ့ session ရဲ့7 to 5ကိုပေါင်းချလိုက်တယ်ပေါင်းပြီးတော့ဘာလို့ခေါ်လဲနော် application ဘာလို့ application ခေါ် network ဘက်ကကြည့်လို့ TCP/IP ကို network ဘက်ကကြည့်အပေါ်ကမလို့ဘူးတဲ့အပေါ်ရန်လောက်သိရင်ရပြီအဲကြောင့်မို့အဲ့ဒီ5ခုလုံး detail မတင်တော့မနဲ့ပေါင်းချလိုက်ပြီးတော့ application တွေကိုကောင်းထည့်လိုက်တယ် network သမားတွေအတွက် USB ထုတ်ထားတာဖြစ်တဲ့ကြောင့်မို့ TCP/IP အပေါ် layer 3ခုကို detail ထားလား detail မရှင်းတော့ဘဲနဲ့အဲ့ဒါကိုချုပ်မယ်ဟုတ်ပြီအဲ့ဒါလည်းပြီးရောတဲ့ transport နဲ့ network ကကြပြောင်းလို့မရဘူးတဲ့ခုနပြောခဲ့တဲ့ TCP ဆိုတဲ့ခေါင်းစဉ်မှာပါတဲ့ TCP ရဲ့ layer 4မှာရှိတဲ့ transport မှာ network ကကြတော့ IMP ကကြတော့ဘယ်မှာရှိရတော့ network မှာရှိရအဲ့တော့သိကြတယ် TCP/IP ဆိုတဲ့အတွက်ကြောင့်မို့ transport နဲ့ network ကိုတော့ချုပ်လို့မရဘူးတဲ့သူ့ရဲ့နာမည်က TCP/IP TCP ရှိတာ layer 4 IMP ရှိတာ layer 3အဲ့နှစ်ခုချုပ်လားမချုပ်ဘူးအခြေတဝင်းပြန်ထားတယ်ဟုတ်ပြီနော်အဲ့ network ရဲ့အဲ့တော့ network ကို network လို့မခေါ်ရဘဲနဲ့ဘယ်လိုခေါ်လိုက်တော့ internet နော် internet လို့ခေါ်လိုက်တယ်ဟုတ်ပြီဆိုရင်အလွယ်တကူ multiple choice မှာမေးလို့ရပြီအဲ့တော့ OSI 7 layer မှာရှိတဲ့ network layer သည် TCP/IP မြည်သည့် layer နဲ့တူညီသည်ဆိုပြီးတော့ transport တို့နော် internet တို့ပြီးတော့routing တို့ရှောက်ရေးထားမှာအဲ့ဒီမှာကဘာရေးပြရမလဲ network လို့ရေးပြရမှာဟုတ်ပြီနော် internet လို့ရေးပြရနော် network နဲ့ဘာနဲ့သွားညီတော့ internet နဲ့အဲ့တော့ OSI 7 layer ရဲ့ layer 3ခုပေါင်းခြင်းဒီဟိုဘက်ကဘာနဲ့ညီလဲဆိုရင်ဟိုဘက်ကရှိတဲ့ application နဲ့ညီရလို့ပြောရမှာအဲ့ဒါ multiple choice မှာနော်ပြီးတော့ data link နဲ့ physical ကိုနှစ်ခုပေါင်းပြီးတော့ဘယ်လိုခေါ်လိုက်တော့ဆိုရင် network access ဆိုပြီးတော့ခေါ်လိုက်တယ်နှစ်ခုလုံးပေါင်းပြီးတော့နော်